English လို့သူများပြောတာကိုကောင်းကောင်းနားလဲတယ်ဒါပေမဲ့ကိုယ့်ဘက်ကပြန်ပြောရမယ်ဆိုတော့ပြန်ပြောထပ်ဖို့ခက်နေတယ်လို့ရှိပါလားရှင်အဲ့ဒါဆိုရင်တော့ဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်လိုက်နော် so ဒီဗီဒီယိုလေးမှာမရှက်က tips 3ခုကိုပြပြသွားပါမယ်အခြေခံလေးကြားတယ်တကယ်လည်းအသုံးဝင်တယ် tips 3ခုပါအဲ့လို English လို့ကိုကပြောထပ်ဖို့ခက်နေရဆိုရင်တော့ပထမဆုံးတစ်ချက်အနေနဲ့လောက်ရမှာကတော့ကိုရဲ့ပုံဝင်ခြင်း surrounding မှာရှိတဲ့အရာတွေကို English လို့ပဲတွေးပါကိုပြောမဲ့စကားကိုဗမာလိုကိုရဲ့ own language ကိုရဲ့ own language မှာဗမာလိုတွေးပြီးတော့မှ English လို့ translate လုပ်တယ်ဆိုရင်တော့သူများနဲ့စကားပြောတဲ့အချိန်မှာသူများကမြန်ပြီးတော့ကိုအဲ့ translate လုပ်နေတဲ့အတိုင်းနဲ့ effort လည်းထည့်ရတယ်ပြီးတော့အဲ့အချိန်ကြီးရလဲကုန်တဲ့အတွက်ကြောင့်လို့သူများရဲ့အနောက်မှာ left behind နောက်မှာကျန်ခဲ့မှာဖြစ်ပါတယ်အဲ့တော့အဲ့အကျင့်အဲ့ဒါတော့ normal ပဲအဲ့လိုပဲလုပ်ကြတယ်ဆက်စားလေးလာချင်မှာဒါပေမဲ့အဲ့အကျင့်ကိုဖျောက်ပြီးတော့အခုလို့ဒီ habit လေးကိုစပြီးတော့ကျင့်သုံးကြည့်ပါကိုပတ်ဝန်းကျင်မှာရှိတဲ့အရာလေးကို English လို့ direct တွေးပြီးတော့ direct ပြောလိုက်ပါမမကြောက်ပါနဲ့ပြောထွက်လိုက်ပါနော်အဲ့ဒါက tip 1 tip 2ကကြတော့ sharing method ဆိုတာကnative တွေပြောတဲ့ဟာကိုအနောက်ကနေပြီးတော့သူတို့တပုံစံနဲ့လိုက်ပြောတာ meaning တွေ grammar တွေကိုမစဉ်းစားပါနဲ့ဥပမာ YouTube တို့ podcast တို့ကနေပြီးတော့ native တွေပြောတဲ့အတိုင်းကိုကသွေးမသိမ့်လိုက်ပြောမယ်သူရဲ့ intonation ကိုဒီအတန်နဲ့ညက်တက်ကြပါနောက်ပြီးတော့သူတို့ပြောတဲ့ပုံစံတွေကိုမလိုက်ပြောသွားမယ်ဆိုရင်ကို English လို့ပြောဖြစ်သွားမယ်ပေါ့နော် practice လုပ်ပါအဲ့ဒါက tip number 2နောက်ဆုံး tip တစ်ခု tip number 3ကတော့ consistency ပါ consistency ကအရင်ကိုအရေးကြီးပါတယ်ဥပမာအခုလိုလေ့ကျင့်တဲ့အချိန်မှာတပတ်နေမှာ3နာရီလောက်တစ်ခါလေးလေ့ကျင့်တာထက်ဒီနေ့ကို5မိနစ်ဖြစ်ဖြစ်နေ့စဉ်နေ့တိုင်းပြောဖြစ်အောင်ကြိုးစားခြင်းဖြင့်ကိုယ့်ရဲ့ brain ကနေပြီးတော့ habit တစ်ခုလိုဖြစ်သွားမယ် brain ကဒီဟာကိုနေ့တိုင်းပုံမှန်လုပ်နေကြအလုပ်ဖြစ်သွားတဲ့အခါကျတော့ English စကားပြောရမှာဝန်မလေးတော့ပဲနဲ့ပုံမှန်လေးကို used to ဖြစ်သွားမယ်ပေါ့နော်ပြောချင်ရှိသွားမယ်အကျိုးရှိမယ်လို့ထင်ပါတယ်အဲ့တော့အခုပဲဒီခုပြောရတဲ့ tips 3ခုတည်းတစ်ခုကိုခုရှင်းမဲ့အသုံးချလိုက်ပါတော့ကိုယ့်အတွက်ဒီဗီဒီယိုလေးကအကျိုးရှိရဆိုရင် comments မှာ yes လို့ရေးတော့ပေးပါနော်နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော် see you next time